မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုခေါင်းစဉ်လေးကတော့စစ်မှန်တဲ့တန်ဖိုးဆိုတဲ့ဗီဒီယိုခေါင်းစဉ်လေးပဲဖြစ်ပါတယ်အစင်းနဲ့ဖြစ်နားဆင်လို့ရပါပြီခင်ဗျာစစ်မှန်တဲ့တန်ဖိုးဆိုတာလောကကြီးမှာကိုယ့်အပေါ်မကောင်းပြောနေလေကိုကပြန်မပြောမိပါစေနဲ့ကိုယ့်အပေါ်မစီမဆိုင်မုန်းနေလေကိုကပြန်မမုံမိပါစေနဲ့ကို့အပေါ်အမြင်ဆောင်ပြီးတမျိုးမြင်နေလေကိုကအမြင်မဆောင်တမျိုးမထင်မိပါစေနဲ့ကို့အပေါ်တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လေကိုကသူ့အပေါ်မေတ္တာမပြတ်မိစေနဲ့သူကဘာပေးပြီးကိုစီကသူ့ကိုမေတ္တာပဲပေးလိုက်ပါမတော်တာဆိုတာဝတ်ကြွေးတွေကိုဆက်ဖို့အတွက်အကောင်သူပေးဆက်ခြင်းပဲဖြစ်ပါတယ်ဒီဘဝမှာအမုန်းတွေရှိရလေကြည်ပါစေအညွန်းတွေရှိရလေကြည်ပါစေဒီဘဝမှာအကျွေးဆက်ဖို့အကြောင်းပါလာရင်ဒီဘဝမှာပဲအကျင့်ဆက်ခဲ့လိုက်ပါနောင်ဘဝအထိအယူမသွားပါနဲ့မိတ်ဆွေတိထားရမည်အရာကကို့မှာအားနည်းချက်ရှိသူတစ်ပါးပျောက်ကွက်ကိုချမနေပဲနေတတ်ရမယ်ကို့မှာခံနိုင်ရင်မရှိရင်သူတစ်ပါးနစ်နာစရာစကားကိုစင်ကြီးပြောဆိုတတ်ရမယ်ကို့မှာဒုက္ခဆိုတာရှိရင်သူတစ်ပါးဘဝပြည့်စည်ကြောင်းကိုရှောင်ရှမ်းတတ်ရမယ်ကို့မှာအရှက်ရှိရင်သူတစ်ပါးဂုံတက်ခါကိုငှဲ့ညာတတ်ရမယ်ကို့အပေါ်မပြုစေချင်တဲ့အရာရှိရင်သူတစ်ပါးမနစ်သက်တာကိုမလုံးမိအောင်စာနာတတ်ရမယ်ကို့မှာအပြစ်နဲ့မကင်းရင်သူတစ်ပါးအမားကိုလက်ညှိုးမထိုးမိအောင်နေတတ်ရမယ်ကို့မှာဝေဒနာရှိရင်သူတစ်ပါးနာကျင်မှုကိုခံစားပေးတတ်ရမယ်ကို့ကိုကဲ့ရဲ့တာမကြိုက်ရင်သူတစ်ပါးမကောင်းကြောင်းကိုမပုတ်ခတ်မိအောင်သတိထားရမယ်ကို့မှာအမာယုရှိရသူတစ်ပါးဒါယံကိုနားလည်ပေးနိုင်ရမယ်ဒါဟာကိုကြီးစာတရားပဲအားလုံးကိုကြီးစာတတ်ပါစေစစ်မှန်တဲ့တန်ဖိုးဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်မူရေးကိုလည်းလေးစားပါတယ်နားစီပေးခဲ့ကြတော့တယောက်ချင်းစီတိုင်းကိုအထူးပဲကာရဝလေးစားပြုပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေ